ထာကိုနာကြသောပုဂ္ဂိုလ်တို့မှာ59ပါးသောဘုရားရှင်နဲ့တရားတော်သံဃာတော်အားလုံးတို့ကိုပန်းစီမိကြောဝဲလေးလုံးပြီးနာကြမယ်ဆိုရင်အထူးကောင်းမှုပါပဲဆရာတော်ကြီးများနဲ့ပညာရှိပုဂ္ဂိုလ်များကိုလည်းပြီးကြတာဤဂါထာကသက်တည်ခံပါလိမ့်မယ်9ရက်အတွင်းသင်္ကေတရှားပြနိုင်ပါလေခင်ဗျာယခုရွတ်စနည်းမန္တရားဂါထာတို့နာကြားသူတို့မှာလဲဆိုင်ဖြစ်မှန်နေကြဥအောင်တန်းပေါ်ပြသည်ချက်ဦးလို့သွန်ချက်ပါလေပေါ်ပြသောအပြစ်တို့ကိုပြေးပြောက်ရမှုကနာနဲ့တိုင်းရွတ်မယ်ဆိုလို့ရှိရဲ့ထိုအိမ်နဲ့လတ်လာကပေါ်များခြင်းမိတဲ့ပြဖုံးသူတို့မှာပြလွတ်မိတဲ့အယောင်တော့ဖြစ်ရှိခြင်းဒီဝါရှလာလာကသူ့ချင်းနာပေါင်းဆောက်ရှောက်ခြင်းဂုံတူရာတူတက်ခြင်းသာမေဝအောင်မြင်ခြင်းအယောင်အဝယ်ကောင်းခြင်းလူအများချစ်ခင်ခြင်းဖြစ်ပြီးအပြင်ထိုမန္တရားဂါထာကိုနာကြားသူတို့မှာသူတစ်ပါးမကောင်းမတန်နိုင်ခြင်းမကောင်းကြံသူတို့မှာတစ်ခါကြာရင်နဲ့ပြည့်ခြင်းနှစ်ခါကြံခဲ့ဒုက္ခပူခြင်းသုံးခါမကောင်းကြံခဲ့ထိုနေရာမှာရှိ300ကျင်ယောဂအခြင်းဒုက္ခရောက်ခြင်းဖြစ်ပါလေထို့ကြောင့်ထိုဂါထာကိုနေ့စဉ်နာကြားသူတို့မှာဥပဝိဒိဟကျောင်းအခြေကျောင်းဘဝဘောရနာကျောင်းအနောက်ကျောင်းသဗ္ဗတိကျောင်းတောင်ကျောင်းဥပရာကုရုကျောင်းမြောက်ကျောင်းဒီကျိုးကြီးလေးကျိုးနဲ့ရှိနေကြကုန်သောနတ်ပြည်လူကြီးပုဂ္ဂိုလ်ဝိဇ္ဇာအပရှိသောပုဂ္ဂိုလ်တို့မှာလာရောက်အမျိုးဆောက်ရှောက်ရသည်ဖြစ်ပါတယ်ထို့ကြောင့်ဒီဂါထာကိုနာကြားသူတို့မှာကြောက်ခဲသောယောဂဖြစ်ပြီးခြင်းအလုတ်အကိုင်မဖြစ်သူတို့မှာအလုတ်ပဲဖြစ်ခြင်းလူအများချစ်ခင်မြတ်တဲ့ခြင်းနာပေါင်းပူမိခြင်းဆရာကောင်းပြုခြင်းဆောင်ကောင်းပြုစီကောင်းကြခြင်းတနည်းတစ်ခြားလှလာပါသူများခြင်းဖြစ်ပါလေထို့ကြောင့်ဤဂါထာကိုပန်းဆင်တော်မူကြပါနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဗုဒ္ဓဝါတော